Hello ဒီနေ့မှာတော့ကိုယ့်ရဲ့ဘဝကိုအသစ်ကပြန်စားခြင်းတဲ့သူတွေရှိလားနောက်တစ်ခုကကြတော့အသစ်ကပြန်စားပြီးတော့အစာကပြန်လုပ်ခြင်းတဲ့ action လေးတွေ ready ဖြစ်နေတဲ့သူတွေဆိုရင်တော့ငင်းဒီစာအုပ်လေးကိုညွှန်ပေးကြပါတယ်။ဘာကြောင့်ညွှန်ပေးရလဲဆိုတော့တစ်ချက်လိုက်ပြီးတော့ကြည့်ပေးပါဆိုရင်ဆီယာမမဟော်စီတိကပြန်စားအစာကပြန်လုပ်ပေါ့နော်ဒီမှာဆိုရင်ဘာတွေကိုအသားပေးပြီးပြောပေးထားလဲဆိုတော့ညီတို့ရည်ရွယ်ချက် intention တွေဘာတွေကိုဖွင့်ထုတ်ရမလဲကိုယ့်ရဲ့အတွေးတွေနောက်ကိုကပျော်ရွှင်မှုကိုရကျင်တာလားနောက်တစ်ခုညီတို့ဒီမှာရှိနေတဲ့အကြောင်းအရာပေါ့နော်အသေးစိတ်လေးတွေကိုမိတ်ဆွေတို့လေ့လာကျင်လာပြီဆိုရင်တော့ဒီစာအုပ်လေးက action လေးတွေပါမယ်ကိုလုံးရမဲ့ transform တွေလည်းပါတယ်ပေါ့ဒီမှာဆိုရင်နားယူခြင်းတွေကဘလို့လေးလဲဒီမှာဆိုရင်အိမ်မက်ကိုဘလို့ဖန်တီးမလဲအဓိကတော့ညီတို့ဒီမှာဆိုရင် journaling ရေးတာတွေပါမယ် balance ဖြစ်တာတွေပါမယ်ဒီဟာတွေအကြောင်းအရာတွေအများကြီးပါထားတာမလို့ကိုတိုင်းအချိန်မရွေးလေ့လာခြင်းနဲ့ action တွေယူခြင်းနဲ့ဆိုရင်တော့ဒီစာအုပ်လေးကအဆင်ပြေပါတယ်ဒီစာအုပ်ထဲမှာမှငိမ့်နောက်ထပ်ပြီးတော့ကြက်ရတဲ့အချက်လေးကိုပြောပြပေးပါမယ်ဒါကတော့ကိုယ့်ရဲ့ goal တွေခုနကညီတို့အသစ်ပြန်စလို့ပြောရမလားအစကနေပြန်လှုပ်ချင်တဲ့သူတွေလုံးဝကိုယ့်ရဲ့ goal တွေကိုတတ်မှတ်တဲ့အခါမှာဒီအချက်လေးတွေမဖြစ်မနေကိုပါသင့်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ goal ကလုံးဝကိုစမတ်ကိုဖြစ်ရမယ်နောက်နှစ်မှတ်တော့specific ပေါ့နော်လုံးဝကိုတိကျရမယ်ရှင်းလင်းရမယ်လုံးဝကိုတိုင်းတာလို့ရရမယ်တိုင်းတာလို့ရတဲ့ goal လည်းဖြစ်ရမယ်နောက်အဲ့ဒီရဲ့ goal ကလည်းကိုရယူနိုင်တဲ့အချက်ဖြစ်ရမယ်နောက်ငင်းတို့ goal တွေသတ်မှတ်နေကြတယ်အဲ့ goal တွေရည်မှန်းချက်တွေကကိုနဲ့အနီးစပ်ဆုံး goal ဖြစ်ရမယ်နောက်အဲ့ goal ကိုရောက်ဖို့အချိန်လေးသတ်မှတ်ပေးရမယ်ဒါဆိုရင်ငင်းပြန်ကောက်ပေးပါမယ် smart ကိုဖြစ်ဖို့ဆိုရင် F ဆိုတဲ့ specific လုံးဝကိုတိတိကျကျနဲ့ဖြစ်ရမယ် M ဆိုတာက measure တိုင်းတာလို့ရပါမယ် A ဆိုတာ ability သူကရယူနိုင်စွမ်းရည်ရှိရမှာပဲ R ဆိုတာ realistic ဆိုတာလုံးဝကိုကစိတ်ကူးရင်တသက်မဟုတ်ဘူးကိုတကယ်လက်တကန်းလိုမှရကျင်နဲ့ရနိုင်တဲ့ကိုဖြစ်ရမယ် time ကတရားထိုင်အချိန်သတ်မှတ်ချက်ရှိရပါမယ်ဒီ goal လေးကိုသာမိတ်ဆွေအနေနဲ့အသေးစိတ်လေးလာကျင်လာပြီဆိုရင်တော့Viber ဖုန်းနံပါတ်09254554